ဒီ FCM မှာပေါ့နော် COE အခုဆိုရင်အောင်မြင်ပြီးတော့ဂျပန်ကိုသွားရတော့မယ်ပေါ့အဲ့တော့ FCM ရဲ့ဆောင်ရွက်စာနယ်ပြည်စင်မှုအပိုင်းမှာရောစိတ်ကျဉ်းမှုရှိရလားရှင်ရှိတယ်ဟုတ်ဟိုအသေးစိတ်ကအစားပေါ့နော်အများတန်းကီးဒီဇိုင်းနဲ့ဖုန်းဆက်ပြီးတော့ခဏခဏတတိပေးတာမျိုးအဲ့လိုမျိုးတွေလုပ်တဲ့အတွက်ပေါ့နော်တကယ်ကိုအဆင်ပြေပြေနဲ့ဟိုဖြစ်သွားခဲ့တယ်ပေါ့ COE ကိစ္စတွေစိတ်ချမ်းသာနဲ့လည်းပြီးသွားခဲ့တယ်ပေါ့ FCM မှာလည်းဟိုဆရာဆရာမတွေကလည်းသဘောကောင်းတဲ့စာကိုလည်းတေချာကီးဒီဇိုင်းတင်ပေးတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့တင်ကြားရေးပိုင်းမှာဖြစ်ဖြစ် COE ဘိုင်းမှာဖြစ်ဖြစ်စိတ်ချလက်ချနဲ့ဂျပန်ကိုရောက်သွားခြင်းနဲ့ဆိုရင် FCM ကို join ဖို့ပဲဖိတ်ခေါ်ပါတယ်ရှင်ပထမဆုံးအကျဉ်းကြောင်းလျှောက်ပြီးတော့ COE အောင်သွားတော့ဘယ်လိုခံစားရလဲရှင်ဝမ်းသာပြီးတော့ဆော်ရစာသားမဲ့ကလည်းတေချာအောင်လုပ်ပေးတဲ့အတွက်အရန်ပျော်မိပါတယ် FCN နဲ့ပတ်သက်ပြီးတော့အများကြီးကျင်းနေပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဗီဇာဝင်အားအစဟိုကြောင်းပတ်သက်ပြီးလဲကျွန်တော်တို့တိတ်လောက်ဆရာမလို့အကုန်လိုက်ပြီးပြည့်စုံလုပ်ပေးထားတယ်ပေါ့အခုဂျပန်သွားရမယ်ဆိုတော့ခံစားချက်လေးပြောပြပါအောင်ရှင်ပြောပြတယ်အောင်ရင်းနေတော်ပြီဒီ COE ကိုပထမဆုံးမှာပေါ့နော်တခါလေးအောင်မြင်ခဲ့တဲ့အတွက်ကြောင့်ဘယ်လိုခံစားရလဲရှင်တခါလေးအောင်မယ်လို့တခါမှအောင်ဖြစ်ဘူးအရန်ဝမ်းတော်တယ်ဟုတ် FCS အမားတွေကစိတ်ရှိပြီးတော့ကွန်ပတီတဲ့ဟာဆိုရင်ပြောပြတယ်ပြီးသူရဲ့စာရေးစာတမ်းပြင်ဆင်ပေးတာလည်းအရန်ကောင်းပါတယ်ဒီဂျပန်သွားတော့မှာဆိုတော့အမေရဲ့ဘယ်ဟင်းကိုလွှမ်းနေမလဲအာလူပါအခုလင်းမတက်ရတော့မယ်ဆိုတော့ညီမလေးဘယ်လိုခံစားချက်ရှိလဲပြောပါတယ်လင်းတက်တဲ့အချိန်ဒီအဆောက်အအုံကုညီဆောင်မှစောင့်ရှောက်ပေးလို့လည်းတကယ်ကြီးအားတော့ကွန်မန့်ပေးပါတယ်တော့ကြတော့ညီဂျပန်ရောက်လို့ရှိရင်ပထမဆုံးမလုပ်ချင်လဲပေါ့လေဂျပန်ရောက်ရှင်ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့အဲ့လိုနာမည်ကြီးနေရာလေးတွေရှောက်သွားမယ်ပြီးရင်နာမည်ကြီးစားတောက်လေးပေါ့သူရိုးရစားတောက်လေးပါလေးရှောက်စားမယ်ပေါ့ဘာလို့လဲညာလို့စောင့်ပေးပတ်ဝန်းကျင်ကျွန်တော်ကတော့ပူဂျီတောင်လို့စဉ်းစားတာပါပူဂျီတောင်တက်ဖို့တော့စဉ်းစားပါလေအာရှိမှဖြစ်နေကြဗျဟုတ်ကဲ့တူတူမှာရှိတဲ့ Sky 2တွေသွားကြည့်မျက်နှာဂျပန်ရောက်ပြီပေါ့နော်စိတ်ခံစားချက်ကြီးအောင်ဖြစ်နေတယ်ရှင်ပန်းပြီးပျော်လဲပျော်တယ်ဝမ်းလဲနေတယ်ပေါ့ဟုတ်ဒီ FCM မှာပေါ့နော်ဒီမှာတွေ့ဆုံခဲ့တဲ့ငယ်ချင်းတွေနဲ့လည်းအများကြီးရခဲ့ပေါ့နော်အရင်လည်းပျော်ရွှင်ခဲ့ရပါတယ်ဟုတ်FCM ကိုလည်းကျေးဇူးတင်ပါတယ်ဘလုံးကရတာတော့အမှတ်တရလို့ဆိုတော့ဘလုံးကရတဲ့အတွက်ကျေးဇူးတင်ပါတယ်တကယ်ချင်းအတွက်ဝမ်းသာပီတိလေးပြောပြပါအောင်ရှင်ဟိုဝမ်းလဲဝမ်းသာတယ်လို့စိတ်မကောင်းလည်းဖြစ်တယ်အများတန်းငယ်ငယ်လေးတွေတူတူနေလာဆိုတော့အခုအသက်20ကျော်အထိအများတန်းတူတူနေပြီးတော့ညီလိုကိုလိုပဲနေလာဆိုတော့စိတ်မကောင်းလည်းဖြစ်တယ်ဒါပေမဲ့သူ့ဘဝအောင်မြင်မှုအတွက်တလန်းဝါတာဖြစ်တဲ့အတွက်ဝမ်းလဲတာတယ်အဲ့တော့ဝမ်းသာတာတော့ပြောပြလို့မရဘူးညီမလေး FCS ကိုလေးဘယ်လိုသိပြီးတော့ join ဖြစ်တာလဲရှင် FCS က online ကနေတွေ့ပြီးတော့ join ဖြစ်တာပြီးတော့ FCS မှာပဲ N5 ရော N4 N3 ရောတက်ခဲ့ရဟုတ်ကဲ့ပါညီမလေးအခုကြောင်းလျှောက်ပြီးတော့ COE အောင်သွားတော့ဘယ်လိုခံစားရလဲရှင်COE အောင်တော့ပြောလဲပြောတယ်ပြီးတော့ဟိုဒုက္ခမအမတွေကလည်းတေးချလုပ်ပြီးတော့အောင်ရတဲ့တော့ဝမ်းသာတယ်ကျေးဇူးတင်ပါတယ်ညီမလေးဂျပန်ကျောင်းနဲ့တော်မဲ့သူတွေအတွက်တော့ဒီ FCS ကို join ဖို့တော့ဖိတ်ခေါ်ပါတယ်လို့စားဆိုင်နေဆိုရင်ကျွန်တော်စားဆိုင်နေဆိုရင်လည်းရှုပ်တဲ့အချိန်မှာပါတယ်ပေါ့နော်ဒါပေမဲ့ FCS ကတည်ချာကျွန်တော်တို့တာဝန်ယူအစားဆုံးလုပ်ပေးရပေါ့နော်အဲ့တော့ကျွန်တော်တို့စိတ်ချပါတယ် FCS မှာရှောက်ရင်တော့ COE ကတော့100%စိတ်ချရတယ်အဲ့ဒါမို့ COE နဲ့ပတ်သက်ပြီးတော့100%ကိုကုန်မပေးချင်ပါတယ်ရှင်ဟုတ်ကုမ္ပဏီတစ်ခုလုံး FCS ကသွားမဲ့ကျောင်းသားတွေကနောက်လာမဲ့ကျောင်းသားတွေအကုန်လုံးအစားစားရအဆင်ပြေပါစေလို့ဆုတောင်းပါတယ်